ဒါလေးကတော့မိုးကုတ်တဘာဝ hard pink sapphire necklace လေးပါ15ပဲရေရွှေဆွဲကြိုးနဲ့ accessory ဆန်ဆန်ချိတ်ဆက်ထားပြီးဆွဲသီးမှာတော့12ပဲရေရွှေပြည့်ကိုသုံးပေးထားပါတယ်ဒီဆွဲကြိုးလေးမှာအဓိကဆွဲဆောင်ထားတဲ့မိုးကုတ်တဘာဝ pink sapphire ကြောက်သားလေးက 1.52 color ရှိပြီးအထဲမှာပန်းရောင်စုံလေးတွေလှပစွာပြင်းနေတာကိုတွေ့ရမှာနော်သူ့ရဲ့ပတ်လည်မှာတော့ရေဒနာကိုပိုပြီးတောက်ပထဲဝါစေဖို့စိန်16ပွဲ 0.14 color ကိုတီတီကြကြစီချေပေးထားပါတယ်ဈေးနှုန်းလေးကတော့320ဝန်းကျင်ကျပ်ဖြစ်ပြီး sapphire ဒီအရွယ်နဲ့ဒီအရေးခုလိုဈေးတန်တန်လေးလောင်းပေးမှာနော်ကျိုးအရှိက16လမ်းမနဲ့ extension တစ်လက်မပေါင်နေတဲ့အတွက်မိမိ level အနေထားနဲ့ lighting ချိန်ကြီးဝစ်စင်လို့ရတဲ့အပြင်15ပဲရေရွှေကျိုးအလေးချိန်ကလည်း9ပဲ3လေးကျော်ရှိတာနော်ဒါနဲ့15ပဲရေရွှေဆွဲကျိုးလေးတွေဖြစ်လို့ဈေးနှုန်းအပြောင်းလဲလေးတွေတော့ရှိနိုင်နေနော်အထူးသဖြင့်ခုဒီမိုးကုတ်တဘာဝ sapphire ဆွဲကျိုးလေးတွေရန်ကုန်မှာအဆင်သင့်ရှိတာကိုမှာလိုက်တာနဲ့စောင့်ဆိုင်ကြမလို့ချက်ချင်းဝစ်စင်နိုင်မှာဖြစ်တယ်လို့ US နဲ့ UK ကမာနေဂျာ customer တွေအတွက်လည်းလုံခြုံစိတ်ချစွာအရောက်ဆောင်ပေးနေပါပြီနော်